ဒီဘူးလေးက Apple MacBook Pro M3 လက်တော့ပဲဖြစ်ပါတယ်ကျွန်တော်အပေါင်းနဲ့လော့ရင်းနဲ့ပြောပြချင်တာလေးတစ်ခုရှိပါတယ်ဒီဟာကအပြည့် Apple showroom မှာတော့ဝယ်လို့ရှိရင်ရန်26300ဖြစ်နေပါပြီပေါက်သေးရဒါပေမဲ့ Yahoo ရဲ့ application မှာတွားပြီးတော့လေလံသက်ဆက်လိုက်တာက18800ပေါ့အဲ့ဒါနဲ့ရလာခဲ့တယ်အများကြီးกว่าအလုံးပေါင်း9000လောက်กว่าရန်9000ဆိုပဲမြန်မာငွေတက်ကြည့်အများကြီးကြာပါတယ်30နီးနီးလောက်တော့ကြာဆိုတော့ကျွန်တော်ရန်တန်တယ်လို့တော့မြင်တယ်ဒီပုံကကျွန်တော်ကိုယ်တိုင်လေလံဆွဲထားတာအောင်နာတဲ့ပုံဖြစ်ပါတယ်26300ကပဲ showroom ဈေးဖြစ်ပြီးတော့18800ကကျွန်တော်လေလံအောင်နာတဲ့ဈေးဖြစ်ပါတယ်1 2 3ဟိုခိုင်မောလုံးဝအတက်နော်ပါကင်ဈေးကအရန်တန်ကျွန်တော်ကတော့ကဲနောက်မှတစ်ချက်ကြည့်လိုက်အောင်လုံးဝပါကင်ဘူးနော်မဖောက်ရသေးဘူးဒီမှာတွေ့ရတဲ့စိတ်ပြရတယ်အကုန်လုံး PC ဘောမဖောက်ရသေးဘူးလုံးဝအမှန်ဟာရင်တော့ခုံးတယ်ဖောက်ကပါမလီYahoo application မှာကိုယ့်ရဲ့အချက်လက်တွေကို public ပေါ်တင်ပြီးအလုပ်လုပ်ရဖြစ်လို့အတူပြီးပါတော့လုံးဝပူပြမလို့ပါဘူးစိတ်ချလက်ချနဲ့ ACC လေးရွေးချယ်ယူဝယ်လို့ရပါသေးတယ် Oh yes bro Oh yo lo baဟုတ်တာ Oh yesပန်းဒီပုတ်လေးကျွန်တော်အရန်တန်တယ်လို့ထင်တယ်ဗျာကျွန်တော်တို့လိုတစ်လလုံးမှတစ်လစုပြီးတော့ဝယ်ရတဲ့လူတွေအတွက်ကတော့ဒီ Yahoo application ကိုလေ့လာပြီးတော့သွားဝယ်သေးခြင်းတယ်ဘာလို့လဲဆိုတော့ပတ်စံ9000တသိန်းမြန်မာငွေกว่าတာမဟုတ်ဘူးဆိုတော့လေကိုရှာတတ်တယ်လို့10ချီပြီးတော့กว่า Apple showroom မှာတော့ဝယ်မယ်ဆိုလို့ရှိရင်အများကြီးကြာတော့လေလံဆွဲတာဆိုတော့ဘာကဲဘူးလဲဖြစ်တယ်မဖောက်ရသေးဘူးဆိုတော့ကျွန်တော်ဆွဲရတယ်လေဆွဲနေ18800နဲ့မိသွားသူတို့ကရောင်းတယ်18800ဟိုဘက်မှာတော့သူတို့ဘလူတင်လာတယ်တော့ကျွန်တော်မသိဘူးဒါကျွန်တော်ရတာလေလံဆွဲထားတာဆိုတော့ Apple ကဲမွေဘူးဆိုရင်တော့Yahoo application ကိုလေ့လာပြီးဝယ်တာပိုကောင်းတော့ Yahoo application ရဲ့ laptop တွေမှာမဟုတ်ဘူးလေအကုန်လုံးသိရတဲ့အတိုင်းဂျပန်မှာ Yahoo ကထိတ်တန်းဆိုတော့ဖုန်းတွေအဝတ်စားတွေအကုန်လုံးပဲဘောင်းမီတိုဘောင်းမီရှည်ခြင်းအကုန်လုံးကုံစုံရှိဒါပေမဲ့တခုကြံပြီးတာရွေးတော့ရွေးရမယ်မရွေးလို့တော့မရဘူးဘာလို့လဲဆိုတော့ကိုစိတ်ကြိုက်ဖြစ်မှဟာကိုရွေးကိုစိတ်မကြိုက်မဖြစ်မချင်းမရွေးနဲ့ရွေးပြီးတော့မဝယ်လို့ရတယ်ဒါပေမဲ့ကိုနာမည်တော့ပြတ်တယ်အဲ့တခုတော့ရှိတယ်သူတို့အဆင့်သမတ်ချက်တွေပဲလာတာဗျာ Yahoo application ကလေဒီနေ့လေးသူကဂျပန်ဆန်တော့သူကဒီပစ္စည်းကိုရွေးပြီးဝိုင်းမဝယ်လို့ဆိုလို့ရှိရင်အဆင့်ကအနှုတ်တို့3456ဆိုတဲ့အဆင့်တွေဖြစ်သွားတာကျွန်တော်ဆိုရင်အခုဝယ်တာနည်းနည်းလေးများနေတော့အဆင့်ဆိုရင်4လားမသိကျွန်တော်ဒီ DJI Osmo Pocket 3တော့ကလည်း Yahoo ကပဲလေးလံဆွဲလိုက်တာမြန်မာငွေ3သိန်းခွဲလောက်กว่าတော့เนาะအခုပေါက်စင်းနေကျွန်တော်အဲ့ဝယ်တဲ့ချိန်တော့တွက်ကြည့်လိုက်တယ်3သိန်းခွဲလောက်กว่าအဲ့ကျွန်တော်ဆက်ဆောင်လို့ဆွဲလိုက်တာခုလေးတရားကိုကျွန်တော်မျက်စိမှိတ်ပြီးတော့ဝယ်ပလိုက်တလားစာဒီလားတော့ကျွန်တော်ရေနဲ့ထမင်းနဲ့အဲ့တော့ကျွန်တော်တို့လိုတလားလုံးမှစုပြီးတော့ဝယ်ရတဲ့လူတွေအတွက်ကတော့ကျွန်တော် Yahoo ကိုတွားပြီးတော့လေ့လာပြီးဝယ်ပါလို့အကြံပေးချင်ပါတယ် Apple ကဲဝယ်မယ်ဆိုရင်တော့ showroom မှာဝယ်တာတော့အကောင်းဆုံးပေါ့နော် Apple ကဲမဝယ်ဘူးဆိုလို့ရှိရင်ကိုယ့်ဘက်ကို line ဟိုဂျပန်မှာနေလို့ရှိရင်တော့ဖုန်းနံပါတ်တွေပါရှောက်ပြီးတော့ကိုယ့်ဘက်ကိုဖွင့်လွယ်လေးဘာမှမခင်သူရှင်းတာလည်းပေးနဲ့တခါတည်းချိန်တိုင်းပေးနဲ့တန်းပြီးရှင်းလိုက်ရအောင် MacBook M3 Git 1000ပါနော် 1TB ဆိုတော့ RAM 60GB 8CPU 10 GPU နဲ့ကျွန်တော် model တော့နည်းနည်းမြင့်ညံ့ပျော်သွားပါပြီကျေးဇူးတင်ပါတယ်ကျွန်တော်ဒီဗီဒီယိုကကြောဝါခြင်းမဟုတ်ပါဘူးတော့ဝယ်ခြင်း Yahoo မှာလေလံဆက်တောင်းလေးလာပြီးတော့တော့ဝယ်ကြည့်ပါအဲ့မှာဆိုင်ငယ်ကြိုက်တဲ့လူတွေဆိုင်ငယ်ဘင်းကြီးတွေရှိပါတယ် Yamaha တို့ DD တို့ Aztec တို့တက်ပါတယ်တခါတလေကျရင်တက်ပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကိုလေ့လာပြီးတော့ပဲဆွဲကြည့်ပါမဆွဲဘူးဆိုရင်ကိုယ့်ကနည်းနည်းချင်းစီစဆွဲကြည့်ဥပမာ1000 1500တန်လောက်စပြီးတော့ဆွဲကြည့်ရပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ကျွန်တော်အပြည့်စုံတော့နောက်မှရိုက်ပြီးတော့တင်ပေးပါအောင်မယ်အခုလောဆယ်တော့ကျွန်တော်အခုတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်